ရှုထောင်းဆောင်ကနေအပြန်အလှန်ဆွေးနွေးတုံ့တက်မဲ့တတိဘေအစီအစဉ်ကနေကြိုးဆိုပါတယ်ဒီနေ့မှာတော့ကပ္ပစီးပွားရေးရဲ့အသက်သွေးကြော်လို့ပြောလို့ရတဲ့ဟော်မူဆေလက်ချာချက်တဲ့အကြောင်းကိုဆွေးနွေးသွားကြမှာပါဟုတ်ပါတယ်အထူးသဖြင့်ကတော့အမေရိကန်နဲ့အီရန်ကြားကအဖေခရစရေးကာလကဧပြီလ22ရက်နေ့မှာကုန်ဆုံးတော့မှာလေအဲ့ဒီအချိန်မှာရေလက်ချပြန်ဖွင့်မဲ့ကိစ္စနဲ့ပတ်သက်ပြီးခေါင်းဆောင်တွေကလုံမဆန့်ကျင်ဘက်တွေပြောနေကြတာပါဟုတ်တယ်အဲ့တော့ကျမတို့ရဲ့အဓိကဆွေးနွေးမဲ့အချက်ကဘာလဲဆိုရင်အခုမြင်နေရတဲ့အခြေအနေဟာတကယ်ကိုတန်တမန်ရအောင်မြင်မှုလားသို့မဟုတ်အချိန်မရွေးပြိုးချက်သွားနိုင်တဲ့အရာရဟန်ပြမှုတစ်ခုလားဆိုတာပါပဲမှန်ပါတယ်ကျမကတော့လေဘယ်လိုပဲနိုင်နိုင်ရေးစကားလုံးတိုက်ပွဲတွေဆူညံနေပါစေရေနံစေးတွေငြိမ်သွားတာရဲ့စင်ဘောတွေပြန်သွားလာနေတာရဲ့ကိုကြည့်ရဲ့လက်တွေမှာတကယ်တိုးတက်မှုရှိတယ်လို့မြင်ပါတယ်ကျွန်တော်အဲ့ဒီလိုမမြင်ဘူးဗျာအပေါ်ညာရေပြင်မောင်ကတိုးတက်မှုဆိုတာအလုံးကိုပါလွှားပါတယ်ဘာလို့လဲဆိုတော့တကယ့်အခြေခံကြားဆုံးဖြစ်တဲ့ယူရေနီယံစွန့်လွတ်ရေးတို့ရေချောင်းပိတ်ဆို့မှုအပြည့်အဝရုပ်တင်ရေးတို့မှာဘာသဘောတူညီချက်မှမရှိသေးဘူးလေဆိုတော့ဒါကအချိန်မရွေးပောက်ကွဲနိုင်တဲ့အလွန်အန္တရာယ်များတဲ့အခြေအနေတစ်ခုပါပဲကမ္ဘာပြီအဲ့ဒီတော့အချက်လက်တွေကိုစကြည့်ကြတာပေါ့ကျမအမြင်ကတော့နိုင်ငံရေးသမားတွေစကားထက်ကမ္ဘာစီးပွားရေးရန်တရားကြီးဘယ်လိုတုံ့ပြန်နေတယ်လဲဆိုတာကပိုရေးကြည့်တယ်လို့ထင်တယ်သမ္မတဒေါ်နယ်ထရမ့်ကကမ္ဘာကြီးအတွက်ကြီးကျယ်ခမ်းနားတဲ့နေ့တစ်နေ့ဆိုပြီးကြေညာခဲ့တယ်လေဟုတ်ကဲ့တပြိုင်နက်တည်းမှာပဲအီရန်နိုင်ငံသားရေးဝန်ကြီးအာရဗ်ချီကလည်းကုန်သွယ်ရေးတင်းဘောတွေအတွက်ရေလက်ကြားကိုဖွင့်ထားတယ်လို့အတည်ပြုတယ်ဒီလိုပြောလိုက်တဲ့အတွက်ကမ္ဘာရေနံစည်းကွက်မှာချက်ချင်းဆိုသလိုရေနံဈေး10%လောက်ထိုးကျသွားပြီးတစီကို$90ဝန်းကျင်အထိရောက်သွားတယ်လေဈေးကွက်ဆိုတာလေလုံးထွားယုံနဲ့လက်စားလို့ရတဲ့အရာမှမဟုတ်တာအဲ့တော့ဟုတ်ပါတယ်ရေတန်းစေးကျသွားတာတော့လက်တွေ့ပါပဲဟုတ်တယ်နောက်ပြီး marine traffic အချက်လက်ကြည့်ရင်လည်းဒူဘိုင်းမှာ49ရက်တိတိပိတ်မိနေခဲ့တဲ့ Celestial Discovery အပျော်စီသင်္ဘောကြီးဆိုရင်အခုအိုမန်နိုင်ငံဘက်ကိုပုံမှန်ပြန်ထွက်နေပြီးတခြားဓာတ်တူပစ္စည်းတင်သင်္ဘောတွေရောက်ပေါ့ဒါဟာတန်တမန်ရအလုပ်ဖြစ်နေတယ်ဆိုတော့လက်တွေ့သက်သေပဲမဟုတ်လားသင်္ဘောတွေသွားနေတယ်ဆိုတော့ကျွန်တော်သဘောတူပါတယ်ဗျာဒါပေမဲ့လေခင်ဗျားကယောဂလက္ခဏာတက်တာသွားတာကိုယောဂပျောက်သွားပြီလို့ကောက်ချက်ချက်နေလို့ဖြစ်နေတယ်ခေါင်းတော်နေရဲ့စကားတွေကစန့်ကျင်မဲ့ဖြစ်ုံတွေမကောက်ဘူးတစ်ဖက်နဲ့တစ်ဖက်လုံးဝဖြက်လို့ဖြက်စီးလုံးနေကြတာလေဘယ်လိုမျိုးလဲဒီလိုလေတမဒထရန့်ကအီရန်ဟာနျူကလ িয়ার ဖုံးမွန်ဆိုပြီးသူသုံးနှုန်းတဲ့ယူရေနီယမ်တွေကိုအမေရိကန်စီလွှဲပေးဖို့တဘောတူထားပြီးပြီလို့ပြောတယ်ပြီးတော့ကြီးမားတဲ့ရန်ရာကြီးတွေနဲ့တွားရောက်တူးဖော်မယ်လို့လည်းဆိုသေးတယ်အဲ့ဒီစကားထွက်လာပြီးမကြခင်မှာပဲအီရန်လွတ်တော်ကဂါလီဗတ်က X မှာဘလို့ပြန်ချေပတ်လဲဆိုရင်ထရန့်ဟာတနာလီတွင်းမှာလင်ညာမှုခုံးခတ်ကူလုတ်သွားတာပဲလို့ပြင်းပြင်းထန်ထန်ကိုတုံ့ပြန်ခဲ့တာပါဒါကတော့ပြည်တွင်းနိုင်ငံရေးကစားကွက်လို့ပြောလို့ရတာပေါ့လေဒါတည်းမကဘူးဗျာအမေရိကန်ရဲ့ရေကြောင်းပိတ်ဆို့မှုဆက်ရှိနေတဲ့တွေဟော်မုစ်ရေလက်ကြားဟာဆက်ပွင့်နေမှာမဟုတ်ဘူးလို့ဂါလီဗတ်ကပြက်ပြက်သားသားချင်းချောက်ထားတယ်နိုင်ငံရေးဝန်ကြီးဌာနကလည်းယူရေနီယမ်ကိစ္စကိုဆွေးနွေးပွဲမှာထည့်တော့မပြောခဲ့ဘူးလို့ငင်းတယ်ဒီလောက်တောင်အတိလင်းအဆက်ခွဲငင်းဆိုနေကြတာကိုတနမြန်ရေးအလုပ်ဖြစ်နေတယ်လို့ပြောလို့ရပါမလားအဲ့ဒီအဆက်ခွဲငင်းဆိုနေရလေကခုနကကျွန်မပြောသလိုပဲပြည်တွင်းနိုင်ငံရေးကစားကွက်တွေပါပဲအီရန်ခေါင်းဆောင်တွေဟာသူတို့ရဲ့တော်လှန်ရေးအဆောင်တပ်ဖွဲ့ဒါမှမဟုတ် IRGC နဲ့ပြည်တွင်းကတင်မာရူတွေကိုအချို့တပ်ဖို့အတွက်အခုလိုမမထန်ထန်ပိုးပြောနေရတာလေတကယ်မြေပြင်မှာဘာလုပ်နေလဲဆိုတာကပိုအရေးကြီးပါတယ်ဆိုလိုတာကသူတို့ပြောတာနဲ့လုပ်တာမတူဘူးပေါ့ဟုတ်တယ်လေဗြိတိန်ဝန်ကြီးချုပ်စတာမာနဲ့ပြင်သစ်သမ္မတမက်ခရွန်တို့ဦးဆောင်ပြီးနိုင်ငံပေါင်း40အပါအဝင်တဲ့အစည်းအဝေးကိုပဲရစ်မှာလုပ်ခဲ့ကြတယ်ရေကြောင်းလုံခြုံရေးအတွက်နိုင်ငံတကာမစ်ရှင်တစ်ခုစတင်ဖို့ပြင်ဆင်နေပြီဒီမစ်ရှင်ကတင်မော်တီကိုဒီတိုင်းလွတ်ထားမှာမဟုတ်ဘူးရေဒါအချက်လက်တွေမျှဝေမယ်စစ်ရေးအရာအကာအကွယ်ပေးမယ်ဆိုလိုတာကအီရန်ရဲ့ချင်းချောက်မှုကိုလက်တွေ့ကြတားဆီးဖို့လုပ်နေပြီအဲ့တော့ရေလက်ကြောင်းပွင့်နေရဟာယာယီမဟုတ်ဘူးလို့ကျွန်မယူဆတာပါနိုင်ငံတကာမစ်ရှင်ဆိုတာကအနာဂတ်မှာဖြစ်လာမယ့်အစည်းအဝေးတစ်ခုသာဖြစ်ပါတယ်ကျွန်တော်တို့ကလက်ရှိပကတိအခြေအနေကိုပဲကြည့်ရမှာလေလွတ်လပ်စွာရေချောင်းသွားလာခွင့်ဆိုတာတကယ်တော့ရှိရလားအမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ်စန်ကွန်ရဲ့အချက်လက်တွေရဆိုရင်ဧပြီလ23ရက်နေ့ကဒီကစတင်ခဲ့တဲ့အမေရိကန်ရဲ့ပိတ်ဆို့မှုကြောင့်တင်ပိုး20စီးဟာအီရန်ကိုမတွားနိုင်ပဲလှည့်ပြန်ခဲ့ရတယ်ဗျအဲ့ဒါကတော့လုံခြုံရေးအခြေအနေကြောင့်ဖြစ်မှာပေါ့ဒါပေမဲ့အီရန်နိုင်ငံသားရေးဝန်ကြီးအာရဗ်ချီပြောရရေလက်ကြားပွင့်တယ်ဆိုတဲ့စကားရဲ့အတိတ်ပြေကိုတေချာပြန်ကောက်ဖို့လိုတယ်
သူတို့ကလွတ်လပ်စွာတွားခွင့်ပေးတာမဟုတ်ဘူးဗျအီရန်ကသတ်မှတ်ထားတဲ့ညှိနှိုင်းလမ်းကြောင်းကနေပဲတွားခိုင်းတာ IRGC သတ်မှတ်ထားတဲ့မြေပုံကိုကြည့်ရင်လက်လက်ကျွန်းရဲ့မြောက်ဘက်နဲ့တောင်ဘက်ကနေပဲတွားရမယ်အလဲပိုင်းကိုအန်ဒီယရှိသောဇုံအဖြစ်သတ်မှတ်ထားတယ်အဲ့ဒီနေဖြတ်ရင်ရေမျိုးမိုင်းအန်ဒီယရှိနိုင်တယ်လို့ချင်းကြောက်ထားတာလေ အေးရေမျိုးမိုင်းဆိုတော့နည်းနည်းတော့စိုးရင်စရာပေါ့ သူတို့ခွင့်ပြုတဲ့အပေါက်ကနေအခွန်ဆောင်ပြီးဖြတ်နေရတယ်လို့မျိုးဖြစ်နေတာ အာအဲ့ဒါတကယ်ကိုကောင်းတဲ့အချက်ပဲဒါပေမဲ့လေခမ ्या ပြောတဲ့အချက်ကကျမရဲ့အမြင်ကိုပိုပြီးတော့ခိုင်မာသွားစေတယ် ဗျာဘယ်လိုမျိုးလဲ ဒီလိုလေဒါကတကယ်ကိုတီးသေးချာချာဇက်တိုက်ထားတဲ့ကစားခွက်တစ်ခုလို့ဖြစ်နေတာအမေရိကန်နဲ့အီရန်နဲ့နိုင်ငံစလုံးကတိုက်ရိုက်စီးရေးပဋိပက္ခကိုမလိုလားဘူးဒါပေမဲ့သူတို့မှာကိုယ်စီနိုင်ငံရေးတိခါတွေရှိတယ်လေအဲ့တော့အချီနေကိုစစ်ရန်တရားတွေမှာတုံးတဲ့ဖျားထင်းအဆိုရှင်တစ်ခုလို့ဖန်တီးလိုက်တာပဲ ဩအဆိုရှင်ဆိုတဲ့သဘောတရားပေါ့ နိုင်နေတယ်ဩဇာရှိတယ်လို့ပြလို့ရသွားတယ်အမေရိကန်နဲ့နိုင်ငံတကာကလည်းအဲ့ဒီတတ်မှတ်လမ်းကြောင်းကနေတွားလိုက်တဲ့အတွက်ကမ္ဘာစီးပွားရေးအတွက်မရှိမဖြစ်လိုအပ်နေတဲ့ရေနံတွေကိုတက်တာရဲ့ဈေးနဲ့ရောက်သွားတယ်ဒီအဆိုရှင်ရန်တရားကအလုပ်ဖြစ်နေလို့သာကမ္ဘာစီးပွားရေးမပြိုလဲသွားတာလी အဆိုရှင်ကအလုပ်ဖြစ်နေတယ်ဆိုပေမဲ့အဲ့ဒီအဆိုရှင်ကဘာကိုဖြစ်အောင်လျှော့ချပေးနေတာလဲဆိုလဲအရေးမြစ်ကိုကျွန်တော်တို့မေးထားလို့မရဘူးလေဒီသင်္ဘောလမ်းကြောင်းကိစ္စကတကယ်တော့အဓိကပြဿနာမဟုတ်ဘူးသင်္ဘောတွေကိုဓာစာကန်လုပ်ပြီးဈေးစစ်နေတာတာဖြစ်တယ်တကယ်အကြအတဲရဲ့ဇာမေကဟိုဘကယူရေနီယမ်ကိစ္စပဲဗျာ ယူရေနီယမ်ကတော့အရေးကြီးရဲ့အပိုင်းပါ ဟုတ်ကဲ့အပြည်ပြည်ဆိုင်ရာအမှုမှုစွမ်းအင်ရေးဂျင်စီ AIAA အချက်လက်တရားဆိုရင်အီရန်မှာ60%တန့်စင်ထားတဲ့ယူရေနီယမ်ကီလို4လက်ကျော်ရှိနေပြီနျူကလ িয়ার ရူပဗီရတဘောတရားတာမန်ကနေ60%ရောက်ဖို့ကတာခက်တာ60ကနေလက်နဲ့ထုတ်လုပ်နိုင်တဲ့90%ကိုရောက်ဖို့ဆိုလား centrifuge set တွေကိုအချိန်တိုလေးလဲပတ်လိုက်ရုံနဲ့ရောက်ပါပြီလေသမ္မတထရမ့်ကအမေရိကန်ရန်နေရာကြီးယူနေသွားသူ့မဲ့လို့ပြောတာဟာအီရန်ကလုံးဝလက်ခံနိုင်စရာမရှိတဲ့ကိစ္စပဲ သူတို့ရဲ့တက်သွေးကြောကို ဒါပေါ့သူတို့ရဲ့အသက်သွေးကြောအာမန်ခံချက်ကြီးကိုဘယ်သူကအလကားပေးလိုက်မလဲဒါကြောင့်အီရန်ကဒီကိစ္စကိုဆွေးနွေးပွဲမှာထဲတော့မပြောခဲ့ဘူးလို့ညင်းတာဟာအလကားမဟုတ်ဘူးဗျာအခြေခံအကြဆုံးပြဿနာမှာတစ်ဖက်နဲ့တစ်ဖက်လုံးဝပေးတရားကွာနေတာ ဘာကြောင့်ဒီလိုတွေးလဲနားလဲပါတယ်ဒါပေမဲ့စစ်ရေးဖီအားရဲ့ရန်တရားကအီရန်ကိုဘလောက်အထိထောင်ကျပ်နေစေတယ်လဲဆိုတော့တခြားရှုထောင်လို့ဆက်ကြည့်ရအောင်အီရန်ကသူတို့ရဲ့ယူရေနီယမ်ကိုလွယ်လွယ်နဲ့လက်လွတ်မှာမဟုတ်ဘူးဆိုတာမှန်ပေမဲ့သူတို့အခုရင်ဆိုင်နေရတဲ့စစ်ရေးဖီအားကတာမန်မဟုတ်ဘူးလေအစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ရဲ့တရားဝင်ထုတ်ပြန်ချက်အရဆိုရင်အီရန်ပေါ်လေကြောင်းကနေတိုက်ခိုက်မှုပေါင်း1000ချီတိုင်းခံပြုလုပ်ခဲ့ပြီးပြီ တော်များတဲ့အရေးတော့ပါ ဟုတ်တယ်ဒါဟာကိန်းဂဏန်းတက်တယ်မဟုတ်ဘူးအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေး system တွေထောက်ဖို့လမ်းကြောင်းတွေရေဒါစခန်းတွေအားလုံးစနစ်တကျဖြစ်စီခံလဲရတာလူအခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ဟာနာရဲ့အစီရင်ခံစားရဆိုရင်ရဲစား1900ကဦးတေဆုံးခဲ့တယ်ပိုဆိုးတာတာဖိခဲ့တဲ့နွေရာသီကစနစ်ရဲ့ကြာစစ်ပွဲအတင်းမှာဆိုရင်အမေရိကန်ကဝင်ပါခဲ့ပြီးအီရန်ရဲ့အတ္တိကနျူကလ িয়ার စက်ရုံ3ခုကိုတိုက်ခိုက်ခဲ့တယ်လေအီရန်ရဲ့တိုင်းလွန်ဟာအခုဆိုရင်အတော်လေးပျက်စီးနေပြီ ဒါမဲ့အဲ့ဒါသူတို့ကိုပုံမိခေါင်းမစေတာမဖြစ်နိုင်ဘူးလား ဒီလိုကြီးမားတဲ့ဖိအားတွေကြောင့်အီရန်အစိုးရဟာအပြင်ပန်းမှာစကားတွေဘလားပဲမာထန်ထန်ပြောနေပါစေတခါကွယ်နောက်ကရုပ်ခွက်ဆွေးနွေးပွဲတွေမှာတော့အမေရိကန်ရဲ့တောင်းဆိုမှုတချို့ကိုလက်ခံမှုဖိအားပေးနေဘလို့ထင်တာပါပဲဥပမာအီရန်ကယူရေနီယမ်ဆွန့်လွတ်ဖို့အတွက်အေးခဲထားတဲ့ဒေါ်လာဘီလီယံ20ကိုပြန်တောင်းဆိုနေတယ်ဆိုတဲ့သတင်းတွေထွက်နေတယ်လေအင်ဘီရောကတရားဝင်ညင်းပင်မဲ့သတင်းစာတွေကတဆင့်စကားမပြောဘူးအကျိုးရှိတဲ့ဆွေးနွေးမှုတွေဆက်လုပ်နေတယ်လို့ပြောတာဟာတကယ်လက်တွေ့မှာစီးပွားရေးအပေးအယူတွေနဲ့ရုပ်ခွက်ညီးနိုင်နေကြတဲ့ဆိုတာကိုပြနေတာပါပဲ ဟာတောင်းပန်ပါတယ်ခမရရဲ့အဲ့ဒီကောက်ချက်ကိုတော့ကျွန်တော်လုံးဝသဘောမတူဘူးဗျဘာလို့လဲဆိုတော့ရှင်းပြမယ်ရုပ်ခွက်ဆွေးနွေးပွဲတွေရှိနေုံနဲ့အဖြေထွက်မယ်လို့ယူဆလို့မရဘူးလေအဲ့ဒီဒေါ်လာဘီလီယံ20တောင်းတယ်ဆိုတဲ့ကိစ္စကပဲနှစ်ဖက်ကြားကပြေလည်ဖို့မဖြစ်နိုင်တဲ့ကွာဟချက်ကိုပြနေတာ ဘာဖြစ်လို့လဲ ထရမ်ป์ကအီရန်ကိုဘာပိုက်ဆံမပြတ်မပေးပဲတန်ခတ်ပိတ်ဆို့မှုတွေလုပ်ထားတဲ့ကြားကနေယူရေနီယမ်တွေကိုအလကားလိုချင်နေတာလေအီရန်ကလည်းခမပြောသလိုသူတို့ရဲ့ဒိုင်းလွားတွေပျက်စီးနေတဲ့အချိန်မှာတခုတည်းကျန်တဲ့အတက်ကဲအင်ဂျီဖြစ်တဲ့နျူကလ িয়ার အစီအစဉ်ကိုဒေါ်လာဘီလီယံ20လောက်ရရုံနဲ့ပါလုံခြုံရဲ့အာမခံချက်မှမရှိပဲစွန့်လွတ်လိုက်မှာမဟုတ်ဘူးအင်မီရောကဒီသတင်းကိုညင်းတယ်ဆိုတာဟာသူတို့ကြားမှာညှိလို့မရတဲ့အခြေခံသဘောထားကွဲလွဲမှုကြီးရှိနေတော့ပဲဆိုတာကိုဖော်ပြနေတာပါအဆိုအရှင်ကပွင့်ထွက်ဖို့နီးနေပြီဗျာ ဒါပေမဲ့ဒီပြဿနာဟာအမေရိကန်နဲ့အီရန်နဲ့နောက်ကန်တဲ့ကိစ္စမဟုတ်တော့ဘူးလေ
အခြားကမအိမ်အားကြီးနိုင်ငံတွေကဒီအခြေအနေကိုဘယ်လိုဝင်ရောက်ထိန်းချောင်းနေတယ်လဲဆိုတဲ့ရန်တရားကိုကျွန်တော်တို့ကြည့်ဖို့လိုတယ်။ဥပမာတရုတ်သမ္မတရှီကျင်းဖျင်ဟာရေလက်ကြားပြန်ခွင့်လိုက်တဲ့အပေါ်မှာအလွန်ဝမ်းမြောက်နေတယ်လို့သမ္မတထရမ့်ကပြောတယ်။မေဆလီရက်နဲ့15ရက်တည်းမှာတရုတ်နိုင်ငံမှာသမ္မတနှစ်ဦးတွေ့ဆုံကြမိကိစ္စဟာဒီချက်အတဲ့ဘအစမဖြတ်ပဲ တရုတ်ကဘလောက်အထိဩဇာညောင်းလို့လဲ ။သမင်ဟာကြီးပေါ့ဘာဖြစ်လို့လဲဆိုတော့တရုတ်နိုင်ငံဟာအီရန်ရေနံကိုအများဆုံးဝယ်ယူနေတဲ့နိုင်ငံဖြစ်ပြီးတရုတ်နိုင်ငံရဲ့ရေနံ38%ကဒီ Hormuz ရေလက်ကြားကနေဖြတ်လာတာလေအီရန်ဟာနိုင်ငံတကာပန်စနစ်တွေပိတ်ဆို့ခံထားတဲ့အတွက်တရုတ်ရဲ့ပန်ဒါရဲ့စနစ်တွေပေါ်မှာလုံးလုံးလျားလျားမိခုနေရလဲတရုတ်ကသာအီရန်ကိုဆွေးနွေးပွဲစာပွဲဝိုင်းစီတွားဖို့ဗန်ဒါရေးအရာဖိအားပေးလိုက်ရင်အီရန်ညှင်းလို့မရဘူး စီးပွားရေးဖိအားကတော့ရှိမှာပေါ့လေ ဒါအပြင်အမေရိကန်ပန်ထားရေးဝန်ကြီးဌာနကယူရှားရေနံဝယ်ယူမှုအပေါ်ပိတ်ဆို့တန်ခတ်ထားခြင်းကနေကင်းလွတ်ခွင့်ကိုမေလ16ရက်နေ့အထိတက်တန်းတိုးပေးလိုက်တယ်။ဒီလုပ်ရဲ့ရန်တရားကဘာလဲဆိုရင်ယူရှားရေနံတွေကိုဈေးကွက်ထက်အလုံးအရင်းဝင်ခွင့်ပြုလိုက်ခြင်းအပြင်ကမ္ဘာရေနံဈေးကိုချလိုက်တာပဲ။ရေနံဈေးကျသွားရင်အီရန်ရဲ့အဓိကချင်းချုံမှုဖြစ်တဲ့ရေနံဈေးတွေတက်သွားအောင်လုပ်မယ်ဆိုတဲ့ဖိအားပေးနိုင်စွာပျောက်သွားတယ်လေ။ဒါတွေဟာတန်တမန်ရေးနဲ့စီးပွားရေးလက်နက်တွေကိုပေါင်းစပ်ပြီးစနစ်တကျဖိရှာနေတဲ့လုပ်ငန်းစဉ်တွေဖြစ်ပါတယ် အဲ့လာကတော်တော်နဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပါဒါပေမဲ့ဒီလိုနိုင်ငံတကာလှုပ်ရှားမှုတွေဟာငင်းချမ်းရေးကိုဥတည်နေရမဟုတ်ဘူးစမီပုံမိုးကြပြန့်လာပြီးကိုယ်နိုင်ငံရဲ့စီးပွားရေးကိုထိခိုက်လာမှာကိုအလွန်မင်းကြောက်ရွံ့နေတဲ့တုံ့ပြန်မှုတွေဒါဖြစ်တယ်ဗျအမေရိကန်ရဲ့လုပ်ရတွေကိုတကယ်လက်တွေ့လေ့လာကြည့်ရင်တစ်ဖက်မှာတန်တမန်ရေးအားဆွေးနွေးနေတယ်ဆိုရင်နောက်ကွဲကတကယ်မြေပြင်မှာစစ်မျက်နှာအသစ်တွေဖွင့်နေတယ် ။ဘလို့စစ်မျက်နှာတက်တီလဲ ဥမာဗျအမေရိကန်ဖန်နာရေးဝန်ကြီးဌာနက Operation Economic Fury လို့ခေါ်တယ်စစ်စင်ရေးစီးပွားရေးအမြင့်တော်စားဆိုတဲ့အမည်နဲ့အီရန်ကြောထောက်နောက်ခံပြုအီရန်ပြည်သူစစ်ခေါင်းဆောင်9ဦးကိုထက်မှန်ပိတ်ဆို့အေးယူလိုက်တယ်အဲ့ဒီထဲမှာကတာရေးဟစ်ပါလာတို့ကတာရေးစံရေးအာရှူဟာရာလို့အဖွဲ့အစည်းတွေပါဝင်တယ်ဒီအဖွဲ့အစည်းတွေဟာအမေရိကန်ရဲ့အကျိုးစီးပွားတွေကိုတိုက်ခိုက်ဖို့အီရန်ကငွေကြေးနဲ့လက်နက်ထောက်ပံ့ထားတဲ့ကိုစားလက်တက်တွေဖြစ်တယ်လေတကယ်လို့ခမားပြောသလိုငင်းချမ်းရေးဆွေးနွေးပွဲရဲ့အဆင်ပြေနေတယ်ဆိုရင်ဘာလို့ဒီကိုစားလက်တက်တွေကိုဗန္နာရေးရအပြင်းဟန်ရိုက်ချိုးဖို့လုပ်နေရတာလဲ အဲ့ဒါကတော့ဖိအားတကုန်းငင်နဲ့သုံးတာဖြစ်နိုင်တာပေါ့ အမေရိကန်ကတီးတယ်ဗျာရေလက်ကြားဖွင့်နာပေမဲ့အီရန်ဟာသူတို့ရဲ့ proxy တွေကလည်းစီရင် data တွေကိုဆက်ပြီးမွေးနေအောင်မယ်ဆိုတာကိုလေဒါကြောင့်ဗရိဘကဟာရိုးကျသွားတာမဟုတ်ဘူးရေလက်ကြားကနေကုန်းတွင်းပိုင်းကဘန်စစ်တပ်တွေနဲ့ပြည်သူစစ်တပ်စီကိုအသွင်ပြောင်းပြီးခြေပြက်နေစေဖြစ်တယ် စီးပွားရေးပိတ်ဆို့တန်ခတ်မှုဆိုတာတန်တမန်ရေးရစပွဲဝိုင်းမှာအသားစီရဖို့တုံးတဲ့ဖိရပေးကိရိယာတစ်ခုပဲလေတကယ်ဒုံးကြည့်တဲ့ပက်ကီစစ်တိုက်နေတာထက်ဆိုင်ရင် proxy ခေါင်းဆောင်တွေကိုဗနာရေးရပိတ်ဆို့တာဟာတွေးထွက်တန်ရိုးမရှိပဲထိန်းချုပ်တဲ့တန်တမန်ရေးနီလန်းဖြစ်ပါတယ်ဒါဟာစစ်မီးပွားတာမဟုတ်ပဲစစ်မီးကိုညှမ်းဖို့လုပ်နေတဲ့ဖြစ်စင်းပါ ဒါပေမဲ့အဲ့ဒီဖိအားပေးမှုတွေကအီရန်ကိုထောင်ကျစေပြီးအခြေအနေကိုပိုတင်းမာစေတာပါဗျာအီရန်ဘက်ကလည်းလွတ်လပ်စွာသွားလာခွင့်ကိုလုံးဝပိတ်ပင်ထားစေပဲစစ်ရေးချင်းချောက်မှုတွေအပြည့်ရှိနေတော့ပဲလေဒီကြားထဲမှာလိန်ညာမှုတွေနဲ့အပြန်အလှန်ဆွဆွဲနေကြတာဟာယုံကြည်မှုတိဆောက်ရေးကိုလုံးဝဖျက်ဆီးနေတာပါ ကောင်းပါပြီအချိန်လက်စစ်လာပြီဖြစ်တဲ့အတွက်ဒီနေ့ကျမတို့ရဲ့အကျိန်နဲ့ဆွေးနွေးချက်တွေကိုအနစ်ချုပ်ကြည့်ကြရအောင်ကျမရဲ့ရက်ဒီချက်ကတော့ရှင်းပါတယ်လက်ရှိအပြည့်အခက်ရက်စဲရေးအခြေအနေဟာအပြည့်နာစာကင်းတဲ့ပြည့်ပြည့်စုံတဲ့အခြေအနေမဟုတ်ဘူးဆိုတာကျမလက်ခံပါတယ် ဟုတ်ကဲ့ ဒါပေမဲ့ချုံနိုင်ငံလိုအပ်နေတဲ့ရေနံ38ရာခိုင်နှုန်းနဲ့ကမ္ဘာစီးပွားရေးအကျန့်တိုက်ဒီပြီးတော့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှု10တောင်ရှိရကြောင်းပျက်စီးသွားရဲ့အီရန်ရဲ့စစ်ရေးစွမ်းရည်တွေဒီရရအားလုံးကအမေရိကန်နဲ့အီရန်နိုင်ငံစလုံးကိုအပိတ်ယူလုပ်ဖို့အပြန့်အထန်တွန်းအားပေးနေပါတယ်ခေါင်းဆောင်တွေကနိုင်ငံရေးအရာအတန်းကျဲကျဲထွတ်နေပြီမဲ့လက်တွေ့မြေပြင်မှာက Marine Traffic မှာမြင်ရတဲ့အတိုင်းတင်မော်တွေတွာလာနေပြီလေရေနံစင်းလုံးကြီးကျဆင်းလာပြီးဖိအားခိုင်းအဆုရှင်ရင်တယောက်ကအလုံးလုံးနေပါတယ်ဒါဟာအစိုးဆုံးစစ်ရေးအခြေအနေကနေရှောင်လွှဲနိုင်မဲ့တကယ်တန်တမားရဲ့အခွင့်အရေးတွေရပ်ဖြစ်တယ်လို့ကျွန်မအခိုင်အမာယုံကြည်ပါတယ် ကျွန်တော်ရဲ့အနစ်ချုပ်ကတော့ဒီလိုပါဗျာကျွန်တော်တို့တွေဟာငင်းချင်းရေးဆိုတဲ့စကားလုံးတော့ကိုလိုက်ရင်တကယ်မြေပြင်ကအန်တရေတွေကိုမျက်ကွယ်ပြုနေကြတယ်ရေချောင်းပိတ်ဆို့မှုအပြေးအဝရုပ်သိမ်းရင်းနဲ့ယူရေနီယံ4ကီလိုဂရမ်ဆွန်လွှဲရေးဆိုတဲ့အခြေခံအကြောင်းအေးဆိုးမှုတွေမှာဘယ်ဘက်ကမှလုံးဝသဘောတူညီမှုမရှိသေးဘူးလေ ဟုတ်ပါတယ် ဒေါ်လာဘီလီယံ20ပြန်ပြေးရေးကိုအမေရိကန်ကညှင်းဆိုးထားသလို
အီရန်ကလည်းမိုင်းအန်ဒရီရှိတဲ့တမတ်လမ်းကြောင်းကနေပဲတင်ဘောတွေကိုဖျက်ခိုင်းပြီးချင်းချုံနေချိန်မှာခေါင်းဆောင်တွေကများပြည်သူသိအောင်တူးကိုတူးလင်ညာမှုတွေနဲ့ဆွဆွဲနေကြချိန်မှာနောက်ွယ်ကကြောက်ရဲစီးပွားရေးလွှဲမှုတွေ Operation Economic Fury လိုမျိုးပြည်သူစစ်တွေကိုပိတ်ဆို့နေမှုတွေဟာပြဿနာကိုဖြေရှင်းနေတာမဟုတ်ပဲပုံစံပြောင်းပြီးတိုက်ပွဲဝင်နေကြတာသာဖြစ်လက်ရှိမြင်တွေ့နေရတဲ့ငင်းချမ်းရေးဆိုတာဗန်ဒရာရေးလောကကစကားနဲ့ပြောရရင် margin call တစ်ခုကိုခစ်တဲ့ဆိုင်ကန်ထားရုံတက်တက်ပါပဲလုံးဝယုံကြည်စိတ်ချရတဲ့ချင်းနေမဟုတ်ပါဘူး ဒေါ်လာဘီလီယံ20ပြန်ပေးကိုအမေရိကန်ကညှင်းဆိုထားတယ်လို့အီရန်ကလည်းမိုင်းအန်ဒေရှိတဲ့သတ်မှတ်လမ်းကြောင်းကနေပဲသင်္ဘောတွေကိုဖျက်ခိုင်းပြီးချင်းချောက်နေသေးပါခေါင်းဆောင်တွေကအများပြည်သူသိအောင်တအုပ်ကိုတူလင်ညာမှုတွေနဲ့ဆွဆွဲနေကြချိန်မှာနောက်ကွဲကကြောက်ရဲ့စီးပွားရေးလွှမ်းမိုးမှုတွေ Operation Economic Fury လိုမျိုးပြည်သူစစ်တွေကိုပိတ်ဆို့နေမှုတွေဟာပြဿနာကိုဖြေရှင်းနေတာမဟုတ်ပေပုံစံပြောင်းပြီးတိုက်ပွဲဝင်နေကြတာသာဖြစ်လက်ရှိမြင်တွေ့နေရတဲ့ငြိမ်းချမ်းရေးဆိုတာဗန္ဒရာရေးလောကကစကားနဲ့ပြောရရင် margin call တစ်ခုကိုခက်တက်ဆိုင်ငံထိုင်ုံတက်တက်ပါပဲလုံးဝယုံကြည်စိတ်ချရတဲ့အခြေအနေမဟုတ်ပါဘူးတကယ့်ကိုလေးနက်ပြီးရှုထောင်ဆောင်တဲ့ဆွေးနွေးမှုအခုဖြစ်ခဲ့ပါတယ်အမေရိကန်နဲ့အီရန်အကြားရှုပ်ထွေးလာတဲ့ဒီတန်တမရေးနဲ့စီးအားပြိုင်မှုတွေမှာမိဒီဘက်ကအပေဝမှန်တယ်မှားတယ်လို့ကျမတို့အဆုံးဖြတ်မပေးပါဘူးဧပြီလ22ရက်နေ့မှာကုံဆုံးမဲ့အပေအခက်ရက်စဲရေးကာလမတိုင်မီနားဆင်သူများအနေနဲ့ခေါင်းဆောင်တွေရဲ့နိုင်မြရေးစကားလုံးတွေကိုတာမကခုနကကျမတို့ဆွေးနွေးခဲ့တဲ့ကမ္ဘာရေနံဆေးခွဲရဲ့တုံ့ပြန်မှုတွေယူရေနီယံအရေးကိစ္စနဲ့နောက်ွယ်ကဗန္ဒရာရေးဖိအားပေးမှုရန်တရားတွေကိုပါဆက်လက်လေ့လာစောင့်ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်စဉ်းစားစရာမိခုတစ်ခုနဲ့ဒီကနေ့စီစဉ်ကိုရနာပါစေတကယ်လို့များစီးပွားရေးနဲ့နိုင်ငံရေးဖိအားတွေကိုထိန်းချပေးတဲ့ဒီ social ရန်တရားလေးဟာ margin call တဲ့ဖိအားတွေကိုမခံနိုင်တော့ပဲတစ်ချိန်ချိန်မှာပွင့်ထွက်သွားခဲ့ရင်ကျမတို့ကဘာကြီးဘလို့အကျိုးဆက်တွေရင်ဆိုင်ရမလဲဆိုတာပါပဲအတူတူကဆွေးနွေးနာဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်